မြန်မာနိုင်ငံကိုသာသနာရောက်လာခဲ့တာနှစ်ပေါင်း1500ကျော်သွားပြီဒါပေမဲ့ဘုရားရှင်ရဲ့အဆုံးအမတိုင်းတိတိကျကျလိုက်နာကျင့်သုံးပြီးတော့သစ္စာတရားတွေကိုကြည်ကြည်ပြန့်ပြန့်နာကြားခွင့်ရခဲ့ရတဲ့ကာလဟာအမတန်ရှားခဲ့စပြီးတော့မျက်စိဖွင့်ခဲ့ပေးခဲ့တာကကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးလေဒီဆရာတော်ဘုရားကြီးဆိုလဲဒီဘက်ခေတ်မှာပါနှစ်900အတွင်းမှာပေါ့နော်အဲ့တော့ဟိုဘက်ကနှစ်1000ကျော်ကျော်လုံးသမိုင်းပြန်ကြည့်ဒီအရိယသစ္စာတရားတွေကိုကြဲကြဲပြန့်ပြန့်ဟောပေးပြောပေးမဲ့ပုဂ္ဂိုလ်ရှိခဲ့ဆရာတပည့်အစဉ်ဆက်တာပို့ချလာခဲ့ကြတယ်အမြိုက်အရသာကိုသုံးဆောင်ခံစားခွင့်အမတန်နေအဲ့ဒီသက်သေဟာအခုတော်ကောင်းတို့လက်ရှိလက်ငင်းဘဝကိုကြည့်လိုက်ရင်သိတယ်အခုတို့နိုင်ငံနဲ့တို့လူမျိုးအခြေအနေကိုကြည့်စမ်းလိန်ညာကောက်ကျစ်ဖို့လဲဝန်မလေးဘူးတတ်ဖို့ဖြတ်ဖို့လဲဝန်မလေးဘူးခိုးဖို့ဝှက်ဖို့လဲဒီကလူတွေယုံမာလိုက်ကြတယ်ဒီလိုယုံမာတဲ့တိုင်းပြည်ကြီးဘာလို့ဖြစ်လာအဆုံးအမကိုအစဉ်ဆက်လိုက်နာကျင့်သုံးခဲ့ခြင်းမရှိလို့အဲ့ဒါအဖြစ်ပဲအမြဲအရသာကိုသူတို့မရခဲ့ကြဘူးမရခဲ့ကြတော့အဆက်ဆက်မျိုးစိဗီဇတွေကညံ့လာခဲ့ကြတဲ့အတွက်တဖြည်းဖြည်းသာသနာကွယ်လူအနေထားကိုစိုက်တာအဲ့တော့မကြာခဏဦးဇင်းတို့သာသနာပြုပဲ့ခြင်းပြောပဲ့တယ်လို့တချို့ကဇောအတင်းအာရမလာပြီးတော့တခြားသောသာသနာတွေဆက်ကျင်ရေးတပါးသောသာသနာတိုက်ဖြတ်ရေးတခြားသောသာသနာယံမကာကွယ်ရေးတွေဒါတွေခဏခဏဦးဇင်းတို့ကိုလာပြောတယ်အဲ့တော့ဦးဇင်းတို့ကတပည့်တော်တော့အပြင်ယံကိုလုံးဝမကြောက်ဘူးအပြင်ယံကိုခဏထားလိုက်အောင်လို့အထဲထဲမှာရှိနေတာပိုးစားထားပြီးအပြင်ကတွန်းလဲတော့မှမတွန်းလဲတော့မှဟမ်အပြင်ကာကွယ်ရေးလုပ်မလေးနဲ့အထဲကအဆန်ချောင်းနေပြီအဲ့တော့သာသနာဟာပူးသက်ခြင်းကိုခံခဲ့ရတယ်အဲ့တော့ဗမာပြည်သာသနာစကြတဲ့ကအကြီးကြီးကစတာဟုတ်ဟမ်အဲ့တော့အကြီးကြီးတွေကစခဲ့ပြီးရေငုံမီးလုံတုံးခုံဆယ်ခတ်အဲ့ဒီကထွဲရပေါက်လိုဘာလိုပုံပြင်ဆန်ဇက်လန်းတွေနဲ့မဟုတ်မဟန်မမှန်လှုပ်ကြံဇက်တွေနဲ့အယုံသွင်းလို့မရတော့နတ်တွေနဲ့6လန့်ခု39ကောင်ဆိုတဲ့ကောင်တွေကမတရားသဖြင့်အသက်ခံရတဲ့ကောင်တွေများတယ်အဲ့တော့မတရားသဖြင့်အသက်ခံရတော့ဒီရှင်မင်းတွေပြန်ပြီးနိုင်ကျင်တော့သူတို့ကနတ်ဖြစ်ပါတယ်ဆိုချင်းကြောက်တယ်အဲ့တော့အခုအဲ့ဒါလိုမတရားသဖြင့်တတ်လို့နတ်ဖြစ်ရင်နောက်ထပ်တိုးလာမှာတွေအများကြီးနော်ရှင်းလားပူဇော်လို့တောင်လောက်မယ်မထင်ဘူးရှင်းသလားအဲ့ဒါပြန်ချင်းကြောက်ရှင်လို့ဆိုတဲ့မူမမှန်တဲ့ဝါဒတွေမစစ်မှန်တဲ့အကြံအဖန်တွေနဲ့ပြန်လောက်ခဲ့ကြတော့ချင်းကြောက်ချင်းတဲ့အတူဝါဒအသစ်တစ်ခုထီတွင်လာခဲ့တော့38ကောင်ကလည်းဝင်ရှုပ်နေပြန်ရောနော်38ကောင်ကတော့မူမမှန်တာသိကြပါတယ်အတွင်းရောက်လိုက်အပြင်ရောက်လိုက်ဟမ်အတွင်း38မင်းပြင်38မင်းလို့သာပြောတယ်သူကလည်းမင်းတကောင်မှမပါဘူးကျင်သလားရောက်ပြီးတော့သာမင်းလုံနေတာစစ်ထွက်တွေရောစစ်ပြန်တွေရောရုပ်ချက်ခတ်လို့အဲ့ထဲကဘယ်ကောင်မင်းလုံးမေးစမ်းတကောင်မှမင်းမဟုတ်ဘူးကျွန်းနေကြီးပဲသဘောပါတယ်နော်အဲ့တော့ဒါရိုးရာပါဆိုပြီးတော့နော်အခုအမှန်တရားပြောပြတော့အမှန်များတော့သိပါတယ်တဲ့ဒါရိုးရာမို့လို့ဆိုပြီးတော့ရိုးရာကိုယဉ်ကျေးမှုလုပ်ခြင်းလုပ်နေသေးတာအဲ့ဒါယဉ်ကျေးမှုမဟုတ်ဘူးရိုင်းဆိုင်မှုမယုံတောင်ယုံသွားကြည့်လိမ္မာယဉ်ကျေးတဲ့စကားတစ်ခေါမှမကြောက်နော်အရာအဆိုင်အယုံမှာစကားတွေကြီးပြောမူမမှန်မျိုးမမှန်တဲ့ကောင်းလေးခေါင်းဆောင်ဟမ်ကြည့်လိုက်ပါတခုမှတင့်နေတာလည်းမတွေ့ရအောင်အဲ့ဒီတောင်ပြုံးရောက်သွားတဲ့ငွေတွေဘယ်ရောက်ကုန်သလဲဆိုတာလည်းမသိဘူးဟမ်တန်မောင်းကိုထောင်ချီပြီးတော့အဲ့ထဲရောက်သွားတယ်စီးပွားရေးအတွက်တွက်ပြမယ်အဲ့ဒါပရိယတ်တိအတွက်သုံးသလားဆိုတော့မသုံးဘူးဟိုအုံနှစ်ချက်လန့်နေတဲ့ဘုရားတောင်အဲ့ဒီတန်းထောင်ကြီးရှိတာဘာလို့ပြေးမသွားလဲမသိဘူး
ဘောပါလားနည်းနည်းလေးမှအုံနောက်မရှိတဲ့လူမျိုးအဲ့တော့ပူးတတ်ခြင်းကိုခံလိုက်ရအဲ့တော့သာသနာတော်ရှိနေတယ်သာသနာတော်ကတခြားဒိုးလျှောက်နေတဲ့လမ်းကတခြားအဲ့တော့အဲ့ဒါကြီးထွားလာခဲ့လို့အခုဘေဒင်ဘုန်းကြီးတွေနေရာကြခြေဘုန်းကြီးတွေနေရာရဓာတ်ဘုန်းကြီးတွေနေရာရဥက္ကရာအတွင်ရမှုဖြစ်ကုန်တော့သာသနာပြက်ပြီးကွယ်တော့မယ်သစ္စာတရားဟောတဲ့လူဆိုရင်ကန့်ကွက်ဖို့ဆန့်ကျင်ဖို့ပိတ်ပင်ဖို့အကုန် ready သဘောသာထားပြီးတော့ရှင်းလားသဘောပေါက်သလားအဲ့တော့သာသနာအတွင်းထဲကပြက်နေတာပိုကြောက်စရာကောင်းအဲ့တော့ဘုရားသာသနာဆိုတာဘာလဲလို့တောင်သိခွင့်မရအောင်ပိတ်ထားသစ္စာတရားဟောမဲ့လူဆိုရင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးလက်ထက်ကလေးဝိုင်းခဲနဲ့ပေါက်လာတာသဘောပါလားအဲ့ဒါဘလောက်သာသနာညှိုးမိန်ကွယ်ပြောက်သွားပြီဆိုတာဒါအဖြေပဲအဲ့တော့ငါတို့လက်ထက်မှာကွယ်ရင်ဘယ်သူတာဝန်အဲ့တော့ဒီနေရာမှာလေတချို့ကအရှင်ဘုရားတို့ကတော့ဟုတ်တယ်တဲ့ဘုန်းကြီးတွေကိုတဲ့ဥစဉ်တွေကိုတဲ့နောက်ဆန်တင်းစရာမရှိဘူးတပည့်တော်တို့မှသားရဲ့သမီးရဲ့စီးပွားရေးရန်ကုန်မှာတရားပွဲတစ်ပွဲပြက်ခဲ့ဘူးတဲ့နော်အဲ့ဒါအာနာပိုင်ဖွဲ့စည်းရလုပ်ပါပေးတယ်ဟုတ်တာယကတိမတင်နိုင်ဘူးသူတို့ဘက်ကလည်းအကြံဖန်တစ်မျိုးပေါ့လေဒါမပြောတော့ပါဘူးသူတို့တော့မပြောရဲလို့အသာထားလိုက်နော်တိုင်းမှုကလက်မှတ်ထိုးမပေးဘူးပြောလို့ပြောခဝတာကလက်မှတ်ထိုးမပေးဘူးဒါပေမဲ့လှုပ်တာလှုပ်မင်းဟာမင်းတာဝန်ယူပေါ့လေဒါသူတို့သုံးနေကြစကုံးတွေပါအဲ့ဒါနဲ့မဝတာဥက္ကရာကတခါခေါ်ရပြီးတော့တရားပွဲလုံးမဲ့ပုဂ္ဂိုလ်မေတ္တာဝယူပြောတယ်မင်းလက်မှတ်ထိုးရမယ်ဆိုတော့ဟိုလူကလက်မှတ်မထိုးရဘူးမထိုးရတော့ကြံတဲ့လူတွေကဝိုင်းထိုးမယ်ဆိုတော့လည်းသူကလက်မခံဘူးသူလှုပ်တဲ့ပွဲဆိုတော့သူ့ပဲထိမှာတဲ့ဆရာတော်စီဖုံးဆက်မယ်တဲ့ဆိုဆက်ကဲပြောစမ်းခင်ဗျာဘာဖြစ်လို့ဒီလိုလက်မှတ်ထိုးခိုင်းနေတယ်အဲ့ဒါဘုန်းကြီးအာမခံပေးပါတယ်ဘုရားကျုပ်ကိုဇာကျုပ်လာချုပ်သလားနော်ဘုန်းကြီးအာမခံပေးပါတယ်ဘုန်းကြီးလက်မှတ်ထိုးရင်တပည့်တော်လှုပ်မယ်တဲ့အဲ့ကောင်အစင်လာဖြစ်မခံနိုင်ဘူးသာသနာသိက္ခာကြနေတန်ဃာတွေမှတ်ပုံတင်ကြံရကြတဲ့ကနံပါတ်1သိက္ခာကြလာတာနော်အဲ့ဒီကနေတန်ဃာသကောင်စင်းကောက်လို့ကောက်ဟိုเจ้าမနေရဒီเจ้าမနေရဟိုမှာဝါမဆိုရဒီမှာဝါမဆိုရနဲ့သာသနာကွယ်တော့မယ်ဒီတည်းကတရားပွဲလက်မှတ်ထိုးဟောရအောင်မယ်ဆိုရင်နော်သာသနာရေစုံမျောပြီမထိုးနိုင်ဘူးလို့ရှင်းလားငါဟောမှာဖရာတရားတော်အစစ်ကိုငါဟောမယ်ဒါပဲငါပြောနိုင်တယ်ကျန်တာငါနဲ့မဆိုင်ဘူးနော်တရားအစစ်ဟောရင်မတရားတဲ့ကောင်တွေနဲ့ဆန့်ကျင်မဲ့ဖြစ်မှာဒါသိကြပါ့ပဲအဲ့တော့ဘုသူ့အတွက်မှငါအာမခံနိုင်ဘူးပြောလိုက်တော့ရှင်ပြတပည့်တော်သားတွေရရှိရသမီးတွေရရှိရစီးပွားရေးရဘယ်လိုဟဲ့ကောင်မတတ်တိမရှိရင်တရားပွဲလုပ်ကုန်မလို့လည်းပိတ်လိုက်ဟာဝမ်းသာလိုက်တာဖရာတဲ့အိမ်မတစ်သက်လုံးနောက်ထပ်ငါစီရတရားပွဲမရတော့ဘူးရှင်းလားတရားပွဲဖျက်လိုက်ဆိုတာကိုဝမ်းသာတယ်ဆိုတဲ့စကားပြောရတဲ့လူခုခေတ်မှာရှိတယ်ကျင်သလားမင်းသာသနာနဲ့မထိုက်တန်ဘူးလို့မင်းကိုယာသက်ပံတရားပွဲမပေးတော့ဘူးရှင်းတယ်နော်အေးအဲ့တော့အကြောင်းတွေပြန်ကြည့်ရင်မဟုတ်မမှန်သူတွေဟာအထက်တန်းရောက်နေတာများတဲ့အတွက်သာသနာကွယ်လူအနေထားကိုရောက်နေပြီအဲ့တော့ဒါကိုသာခမရတို့ဒီတိုင်းပဲဆက်သွားနေရင်ဒီသာသနာရေစုံမျောဘယ်သူတွေမှတာဝန်ရှိတယ်အဲ့တော့တို့ကတော့ဖယားမျက်နာပဲကြည့်မယ်သာသနာမျက်နာကလွယ်ပြီးဘယ်သူမျက်နာမှမထောက်နိုင်ဘူးရှင်းတယ်နော်အဲ့တော့တန်တရားတစ်ခွင်မှာငါတို့တို့အကြောင်းညံ့ခဲ့လို့အကျိုးညံ့လာအကြောင်းမကောင်းလို့ထပ်ပြီးညံ့တဲ့အလုပ်တွေလုပ်အောင်မလားဖြစ်သမျှအကြောင်းဒါသိအရေးကြီးတယ်သဘောပါတယ်နော်တို့ကတော့သာသနာကိုလုံးဝအထိကိမ့်မခံနိုင်ဘူးစစ်မှန်တဲ့သာသနာကိုစစ်မှန်သောသာသနာຫນွယ်ဝင်တိုင်းသိအောင်ကြိုးစားရမယ်ရအောင်ပြင်ရမယ်ရှင်းသလားသာသနာပြုလုပ်ငန်းမှာဘယ်နှရရှိတယ်ပရိယပရိပတ်ပရိယတိသာသနာပရိပတ်တိသာသနာဒီလုပ်ငန်းနှစ်ခုအတွက်အကျိုးမရှိရင်သာသနာပြုလုပ်ငန်းမဟုတ်ဒီလုပ်ငန်းနှစ်ခုကိုအထောက်ပံ့မပေးနိုင်ရင်သာသနာအကျိုးပြုလုပ်ငန်းမဟုတ်ရှင်းတယ်နော်သဘောပေါက်သလားဒါမှမဟုတ်ကိုလူလိုက်တန်းလိုက်တာပရိယတိအတွက်အကျိုးရှိသလားပရိပတ်တိအတွက်အကျိုးရှိသလားဒါအရင်စီစစ်ပါပရိယတိပရိပတ်တိသာသနာနှစ်ရလုံးအတွက်အကျိုးမရှိရင်အဲ့ဒီအလူမျိုးဟာသာသနာပြက်အလူပဲဖြစ်ရကျင်သလားသဘောပေါက်သလားကောင်းပြီအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့တွေ့နော်
ဒီတဲ့ဒီခန္ဓာနဲ့သာသနာနဲ့ဘယ်ရင်းကဘို့အရေးကြီးဟေးတစ်သက်မှာတစ်ခါပဲတည်ရတာဘာမှမဆမ်းဘူးနော်ရှိတာခန္ဓာဘယ်နှပါးကြည့်ခန္ဓာဘယ်နှပါးကဲပြောကြည့်စမ်းပါလိမ့်တဲ့အလုံးခန္ဓာ၅ပါးမှာယူဘက်ခန္ဓာဆိုတာဘယ်သဘောရှိလဲဟုတ်ပြီအဲ့ဒီဖောက်ပြန်တတ်တဲ့သဘောဟာငါလားငါဥစ္စာလားယောက်ျားလားမိန်းမလားဘယ်သူကဖောက်ပြန်တာယုတ်ကဖောက်ပြန်တာဒီတော့ယုတ်မှန်ရင်ဒါပြင်ယောက်ျားဆိုတဲ့ယုတ်လဲမိန်းမဆိုတဲ့ယုတ်လဲယုတ်ရှိတဲ့တတ္တဝါမှန်သမျှယုတ်ရှိနေတဲ့ယုတ်တရားမှန်သမျှဟောဒါဖောက်ပြန်ခြင်းသည်ကိုယ်ပိုင်တရားလားဘုံဆိုင်တရားလားသိချာမဒီယုတ်ကလေးတွေဟာဘယ်ချိန်ဖောက်ပြန်တော့အချိန်တိုင်းဖောက်ပြန်နေတာသူမဖောက်ပြန်တဲ့အချိန်ကဲအဲ့ဒီရှိတဲ့ယုတ်တရားကြီးမဖောက်ပြန်နဲ့လို့တားစမ်းမပြည့်စည်နဲ့လို့တားယုံမှန်ရင်ဖြစ်လိုက်အစားထိုးလိုက်ဖြစ်လိုက်ရှင်းတယ်နော်ဝေဒနာကခံစားမှုရောမြဲသလားခံစားတာဘယ်ရတော့ခံစားမှုမှန်ရင်ဝေဒနာကယောက်ျားလေးကခံစားရလားမိန်းကလေးကခံစားရလားနတ်ကခံစားရလားမြမာကခံစားရလားခံစားတယ်ဆိုတာဘာလို့လဲဝေဒနာခံစားတတ်တဲ့သဘောကခံစားတာအဲ့ဒီယောက်ျားပါသလားမိန်းမအဲ့ဒီခံစားမှုတွေကလည်းဖြစ်ပြီးရင်ဒီစားလုံးတော့ငါခံစားရလားငါသားသမီးခံစားရလားငါမျိုးတွေခံစားရလားကဲဒါဖြင့်သင်ညာပဲသဘောရှိတယ်အဲ့ဒီမှတ်တာလဲယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါငါသားငါသမီးကမှတ်တာလားမှတ်တတ်တဲ့သဘောကမှတ်တာလားအဲ့ဒီမှာငါကိုငါဟာငါဥစ္စာပါသလားဖြစ်ကောင်းပြီသင်္ခါရခန္ဓာပြုပြင်တတ်တဲ့သဘောနော်ပြုပြင်တဲ့တိုက်တွန်းတဲ့စိတ်ဆော်တဲ့စေတနာဆိုတာယောက်ျားလေးလားမိန်းကလေးလားပုဂ္ဂိုလ်တ attva လားစိတ်ဆော်တတ်တဲ့သဘောလားအဲ့ဒီမှာပုဂ္ဂိုလ်တ attva ပါသလားသိချာလို့နော်နှလုံးသွင်းတာအရေးကြီးလို့နော်ဝိညာဉ်နဲ့ခန္ဓာပဲသဘောရှိသိတတ်တဲ့သဘောဉာဏ်တတ်တဲ့သဘောဒါပေမဲ့အဲ့သိဉာဏ်တတ်တဲ့သဘောလေးကလည်းဖြစ်ပြီးရင်ငါကငါဥစ္စာပါသလားယောက်ျားအကြံမိန်းမအကြံပါသလားကြံတတ်တဲ့သဘောဟာကြံတတ်တဲ့သဘောပဲဒီထဲပုဂ္ဂိုလ်တ attva မရောနဲ့ကဲဒီတော့ဦးဇင်းတို့ကြည့်အောင်ရှိတာခန္ဓာဘယ်နှပါအဲ့ဒါအရှိတရားအဲ့ဒါကိုပဲဦးဇင်းတို့ကရုပ်ကိုငါလှုပ်ထားတယ်ငါဥစ္စာလို့လှုပ်ထားတယ်ရုပ်ပေါ်မှာရောဆွဲလမ်းမှုရှိမရှိကြည့်ဒါဘယ်သူရုပ်တော့ငါယုတ်နော်ငါနည်းနည်းပိန်သွားတယ်ငါနည်းနည်းဖြူလာတယ်ဟမ်ငါနည်းနည်းဝလာတယ်မလုပ်လားဘယ်သူရုပ်တော့ခံစားတော့ငါခံစားတယ်ငါသားသမီးခံစားတယ်ဥပါဒံတတ္တိလေးတွေမပါဘူးလားရုပ်ပေါ်မှာလဲဆွဲတယ်ဝေဒနာပေါ်ကောတလုံးချင်းဖြည်းဖြည်းချင်းပြောတဲ့စကားနဲ့နှလုံးသွင်းကြိုက်အောင်ဖြည့်စမ်းပါဖြည့်နိုင်တယ်ဆိုတိုင်းတရားသဘောသိရောက်မှုပြည့်စုံတာမဟုတ်ဘူးနော်အားလုံးတို့ကပထမအမေးအဖြေတက်အောင်လေ့ကျင့်ပေးခဲ့ရတာအဲ့ဒီကာလကြော်ခဲ့ပြီနော်အခုအမေးလဲအမေးတတ်ပြီဖြေလဲဖြေတတ်ပြီဒါပေမဲ့အဲ့ဒီအမေးအဖြေမှာသဟဇာတဖြစ်အောင်အညမညဖြစ်အောင်ကြိုးစားရအောင်မေးတဲ့အမေးနဲ့ဖြေတဲ့အဖြေကြိုက်အောင်ရှင်းတယ်နော်ရုပ်ပေါ်မှာလဲငါဟူ၍၎င်းငါဥစ္စာဟူ၍၎င်းဆွဲလမ်းမှုရှိမရှိအခုရောရှိသေးလားရှိနေသေးတာပေါ့ဒါလွတ်သွားရင်အကုန်ယဟန္တာဖြစ်ကုန်ပြီဟောပါလားတချို့ကြီးကျယ်လို့မဆွဲတော့ပါဘူးဖျားတယ်မဆွဲတော့ဖျားဘူးဖျားဆိုပြိဋိနိဗ္ဗာန်သာဆန်တော့သဘောပါလား
ဘောမလုံးနဲ့ဖြည့်တဲ့နေရာလဲသဟဇာတာဖြစ်ဖို့လိုသေးတယ်ဟင်ရုပ်ပေါ်မှာလဲငါဥစ္စာလို့ဆွဲလန်းမှုအေးငါသားငါသမီးငါပစ္စည်းငါဥစ္စာငါတငယ်ချင်းငါမိတ်ဆွေငါဆွေမျိုးအကုန်ရှိနေတာဟင်တောင်းဖြူလာတယ်ညိုသွားတယ်ပိန်သွားတယ်ဝှလာတယ်ဆွဲထားလို့ပေါ့ဗျဟင်ဆွဲမထားရင်အခုမြင်ခုပြက်ဘာမှဆွဲစရာအကြောင်းမဆွဲထားရင်ပိန်တယ်ဝှတယ်ပြောစရာလဲအေးအဲ့တော့အခုခံစားမှုမှလည်းကြည်နော်နာတာကျင်တာကြိုက်တာခဲတာဘယ်သူနာတာဟောငါသားသမီးနာတယ်ငါပစ္စည်းနာတယ်အစွဲလန်းနေရှိနေတယ်အဲ့တော့ခန္ဓာ၅ပါးလုံးပေါ်မှာတို့ရဲ့စွဲလန်းမှုဥပါဒာရှိမရှိအဲ့ဒီဥပါဒာနဲ့ပတ်သက်ပြီးတော့ဘုရားရှင်ရဲ့သာသနာတော်မှာအမှန်တန်ကောင်းတဲ့ဝတ္ထုလေးတစ်ခုရှိအဲ့ဒါတော့လာတာကတော့ဗေဒဝတ္ထုမှာပဲလာတယ်နော်အဲ့ဒီမှာဒကမာကြီးတယောက်နော်တင်ကြိုင်ကုန်းမှာဗာရာဏသီမင်းဗျမရဗာရာဏသီမင်းဘာလို့လဲဗျမရမင်းကြီးရဲ့သင်္ကြိုင်ကုန်းမှာတွားပြီးတော့ငိုးနေတယ်ဥပရိမိမရာကြီးဥပရိလို့ခေါ်တယ်စာလို့ဖတ်ရင်တော့ဥပရိလို့ခေါ်တယ်အများကတော့ဥပရိနဲ့ခေါ်ကြတယ်နော်အဲ့တော့စာမှာတော့ဥပရိမိဖုရားကြီးဘာလို့လဲအဲ့တော့ဗာရာဏသီမင်းယမရမင်းကြီးရဲ့မိဘရဲ့ခေါင်ကြီးလာချီပြီးတော့သွားငိုနေတယ်ဘယင်သေးသွားတာကြားလာပြီသူကသင်္ကြန်သွားငိုလို့မဆုံးသေးဘူးဒီချမ်းမနော်ဒါသူ့ရဲ့ခင်မွန်းတဲ့မင်းပဲကျေးဇူးရှင်ကြီးပဲနေ့တိုင်းပေါ့လေကျေးဇူးရှင်ကြီးရဲ့ထားသွားခဲ့ပြီလားဟမ်ဟုတ်လားအရှင်သခင်ကြီးရဲ့ပြစ်ခဲ့ပြီလားဘာညာပေါ့နော်ချွဲကနွဲကနဲ့သူငိုနေမှာပေါ့ဒါဘသူယောက်ျားတို့ငါယောက်ျားဥပရိမယာကြီးကငါလင်မယ်ဆိုငိုနေတယ်အဲ့ဒီမှာတရက်ကြတော့နော်ယသိတွေမိဖုရားကြီးငိုနေတဲ့အချိန်မှာယသိတွေရောက်လာဘသူတွေရောက်လာအဲ့တော့ယသိတွေလင်္ကာ10ပါးလောက်ဆိုကြပါစို့ဘလောက်နေရလို့တော့အရေးအတွက်ကစာထဲမှာမပါတော့ပြောရခက်ယသိအုပ်စုတစ်ခုရောက်လာတယ်အဲ့ဒီရှင်ဘုရင်သင်္ချိုင်းကလည်းလေမိဖုရားကြီးကနေစဉ်သွားငိုပြင်ဆင်ပန်းမှန်နေနဲ့အမွှေးကြိုင်နေနဲ့ตาရအောင်လှပအောင်လုပ်ထားတော့ဒီသင်္ချိုင်းကုန်းကြီးဟာအမတန်မှမွေ့လျော်စရာပျော်မြူးစရာဥယျာဉ်ကြီးနဲ့တူးနေဟုတ်ပြီနော်မွေးကြိုင်သင်ပြန့်တန့်ရှင်သက်ရပြီးတော့လှပနေတဲ့ဒီသင်္ချိုင်းကုန်းကြီးထဲမှာပြမရမင်းကြီးရဲ့အုတ်ဂူရှေ့မှာဥပရိမိဖုရားကြီးငိုးနေတယ်အဲ့ဒါလိုငိုးနေတဲ့အချိန်ယသိတွေရောက်လာပြီးတော့ယသိတွေကဟာဒီနာကဂူဘေးကဂူလေးတကူပေါ်မှာထိုင်ပြီးကြံတဲ့ယသိတွေဝိုင်းရံပေါ့လေဆရာယသိကြီးကထိုင်ပြီးတော့ဟာဒီနေရာကအမတန်ပွေးပြန့်သင်းကြိုင်ပြီးတော့တန့်ရှင်းตาရတဲ့နေရာလေးတခုပဲဒါဘယ်သူနေရာလဲဘေးကယသိတွေကဝိုင်းပြောကြတယ်ဘယ်သူနေရာပါလဲတန့်ရှင်းလိုက်တာဆိုတော့အုတ်ကူပေါ်မှာထိုင်နေတဲ့ဆရာယသိကဒါဟေးတဲ့ပင်စာလတိုင်းဗာရာဏသီပြည်ကဗျမရမင်းကြီးရဲ့အုတ်ကူနေရာกว่าမမိတယ်နော်ပင်စာလတိုင်းဗာရာဏသီပြည်ဗျမရမင်းရဲ့အုတ်ကူဟာဒီလောက်ตาရတဲ့ဂူမွေးကြိုင်သင်းပြန့်နေတဲ့သင်္ကြိုင်ကုန်းမှာငိုတန်ကြားနေရတဲ့ဟာဘယ်သူငိုနေတာတော့မေးလိုက်တယ်အဲ့တော့အောက်ကယသိတွေကမှန်လားပါရှင်ဗျာဗာရာဏသီမင်းဗျမဒမင်းရဲ့မိဖုရားကြီးဥပရိမိဖုရားကြီးငိုနေတာပါဗျာဟုတ်ပြီနော်ဗာရာဏသီမင်းဗျမဒမင်းကြီးရဲ့ဗါလဲမိဖုရဲ့ခေါင်ကြီးဖြစ်တဲ့ဘယ်သူငိုနေတာဥပရိမိဖုရားကြီးငိုနေတာပါဗျာဆိုတော့အဘောကအုတ်ကူဘောကယသိရပြန်ပြောတယ်နေသမ်းမအောင်ဘယ်ဗျမဒမင်းရဲ့မိဖုရားတို့ဟုတ်ပြီနော်ဗါလဲ
အဲ့တော့ခင်ဗျားတို့ဆွဲလန်းမှုတွေချစ်ခင်မှုတွေတွေ့တာမှုတွေတောင်းတမှုတွေကြောင်းကြမှုတွေဟာဘယ်သူအတွက်လဲဆိုတာသိနိုင်အောင်လို့ဒီတုတ်ကလေးဟောမိတာနားထောင်ကြည့်ဆရာကမေးတယ်ဘယ်ပြမတမင်းရဲ့မိဖုရားတော်ဆိုတော့အောက်ကအရှင်ဘုရားအခုပဲပြောခဲ့တယ်လေဒီနေရာကဗာရာဏသီပြမတမင်းကြီးရဲ့အုတ်ဂုနေရာဘုရားအဲ့ဒီပြမတမင်းကြီးရဲ့မိဖုရားပဲဘုရားဩမင်းတို့ကလည်းခက်လိုက်တာဟောဒီနေရာမှာဗျမရမင်းဆိုတဲ့နာမည်နဲ့မြုပ်ထားတာ86,000ရှိတယ်။ဒါဟမ်ဒီနေရာဒီအုတ်ကူဒီနေရာလေးမှာမြုပ်ထားတာဗျမရမင်းပေါင်းဘယ်လောက်ရှိပြီ။အဲ့ဒါဆိုရင်ရှင်ဘုရားပြင်းစာလာတိုင်းကဗာရာဏသီပြည့်ရှင်ဥစ္စာနီမင်းရဲ့သားဘယ်မင်းရသားမဘုံနဲ့လုံးရင်အဖေးနာမည်ပါသလိုပေါ့ဗျာနော်အခုလဲဘသူသားဘယင်ပြမတတ်ပါလို့ဟိုကသက်သေပြုရတာအောက်က report တက်လာတယ်အရှင်ဘုရားဒါဖြင့်မတူပါဘူးဗျာဥစ္စာနီမင်းရဲ့သားပြမတတ်ပါဗျာဆိုတော့မှရသေးကြီးကအေးတဲ့ငါပြောတဲ့86,000ဆိုတာပြင်စာလာတိုင်းကဗာရာဏသီပြည့်ရှင်ဥစ္စာနီမင်းရဲ့သားဗျမဒာကြီးပဲပြောတာ86,000 gain သဘောပါလားခင်ဗျားတို့တိတ်ကြီးကြီးကျယ်ကျယ်လုံးနေနဲ့နော်ခင်ဗျားတို့ဘဝတွေခင်ဗျားတို့အခြေအနေတွေကိုယ့်အကိုပဲပြန်စဉ်းစားဒီနာမည်နဲ့ဒီအဖေနဲ့ဒီလူတွေဒီပုဂ္ဂိုလ်ပဲမြုပ်ခဲ့တာ86,000တခြားပြမတတ်မပါသေးဘူးတဲ့အဲ့တော့အဲ့ဒီမရဘယ်မတတ်မရလဲတဲ့ကဲရမ်းမငိုနဲ့နော်သဘောပါသလားအဲ့တော့ဟိုဟာလည်းမစွန့်နိုင်ဘူးဒါလည်းမစွန့်ရဘူးဟိုဟာဖြစ်မှာစိုးလို့ဒါဖြစ်မှာစိုးလို့သာသနာကွယ်တော့မယ်ခုချိန်ထိသူတို့ကစိုးတုံးရှိသေးတာသဘောပါလားကဲငိုးသားငေါနေတာ तू ဘယ်ပြမတတ်အတွက်ငိုတာတော့ကျင်တ်သလားအဲ့တော့မှဟိုးငိုးနေတဲ့မိဖုရားကြားတယ်ဟမ်ဒီနာဘယ်လောက်ရှိပြီတဲ့8,000နဲ့6,000ရှိပြီတဲ့ဆိုတော့အငိုရသွားတယ်နော်ရသွားပြီးတော့ရသေးကြီးစီရောက်သွားကြတော့သင်ရသေးကြီးခုနပြောတာကြားလိုက်တယ်ဒီနားမှာပြမတာမင်းမောင်ဘယ်လောက်ရှိပြီအေး86,000ကလေတဲ့ငါပြောပြလိုက်မယ်ပင်စာလာတိုင်းပဲအခုမင်းတို့သတ်မှတ်ထားတဲ့ပင်စာလာတိုင်းဗာရာဏသီပြည်ဒီပြည်ကြီးပဲအဲ့ဒီပြည်ကဥစ္စာနီမင်းသူ့ဖေရလဲဥစ္စာနီပဲဟုတ်ပြီနော်ဥစ္စာနီအမိရတဲ့အဖေကမွေးလာတဲ့ဗျမဒသားအုပ်ချုပ်ခဲ့တဲ့နေရဗျမဒမင်းအဲ့ဒီမင်းတွေကိုမြုပ်လာခဲ့တာဒီနာမည်ဒီအဖေနဲ့ဒီတိုင်းပြည်အကုန်လုံးစည်ရင်မလွဲဘူးအတိအကျ86,000မင်းကအဲ့ဒီ86,000ရဲ့မိဖုရားဖြစ်ခဲ့တာတဲ့ဘယ်လင်လွမ်းလို့ငိုတာလဲကဲပြီးပြီတရားကောင်းတဲ့တော့အဲ့လိုပေးရမလို့ဖြစ်နေရှင်းသလားနင်ဘယ်လင်လွမ်းလို့ငိုနေတာလဲတဲ့ဘယ်လောက်ရှိပြီ8,000နဲ့6,000အဲ့ဒီပြမတာမင်းတိုင်းရဲ့မင်းကမိဖုရားခေါက်ဥပ္ပရိမိဖုရားဖြစ်ခဲ့တယ်အဲ့ဒီမင်းပေါင်း8,000 6,000ကိုမင်းဘယ်လင်လွမ်းတာလဲရှင်းသလားအဲ့ဒီမှာမှဥပ္ပရိမိဖုရားကြီးကအလိုဒုက္ခအဲ့တော့အရှင်ယသိကပြောလိုက်တာစောစောကထဲမှာ86,000သောလင်တို့ရဲ့မိဖုရားဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်မျိုးမကတသံတရားလုံးမိမ့်မကြီးဖြစ်ခဲ့သလားဖုရားလာပြီသဘောပါသလားအေးမင်းအကြောင်းပြန်ပြောရရင်မင်းဟာယောက်ျားလည်းဖြစ်ခဲ့တယ်မိန်းမလည်းဖြစ်ခဲ့တယ်တိရစ္ဆာန်ဒီလည်းဖြစ်ခဲ့တယ်တိရစ္ဆာန်မလည်းဖြစ်ခဲ့တယ်ကျန်တဲ့အထီးမှဖြစ်ခဲ့တဲ့ဘဝမပါသေးဘူးတဲ့
ဒီပြမရမင်းရဲ့မယားလေးတင်ဖြစ်ခဲ့တာဥပရိဆိုတဲ့နာမည်နဲ့နင့်နာမည်လဲဒီနာမည်ပဲရှင်းတယ်နော်သင်နဲ့သက်ဆိုင်ခဲ့တဲ့ပြမဒတ်တင်ပြောတာတဲ့ကျန်တဲ့ပြမဒတ်မပါသေးဘူးရှင်းသလားကျန်တဲ့ပြမဒတ်သေးပါထဲ့မယ်ဆိုရင်ဘယ်လင်လွမ်းလို့ငိုတယ်လဲကတော်တော်ခက်သွားပြီရှင်းတတ်ကြလားအဲ့တော့မှဘဝတွေကိုငါပြန်တွက်ကြည့်လို့တော့အဆုံးအစမမြင်တော့ဘူးတဲ့မရည်နိုင်တော့ဘူးတက္ကမကြီးဒါပေမဲ့သင်ရဲ့တိကျတဲ့သေချာတဲ့သင်အခုငိုးနေတာလေးနဲ့သက်ဆိုင်တာလေးတွေငါပြောတာဒီနေရာမှာမြုပ်ထားတဲ့ဗျမတပေါင်းဘယ်လောက်ရှိပြီလဲ86,000အဲ့ဒီ86,000ရဲ့သင်ဟာဥပရိမိဖုရားအဲ့တော့သင်ပဲလင်လွမ်းလို့ငိုတာလေကျင်းသလားအဲ့တော့မှအရှင်ဗျာလောကတန်တရားကြီးဟာကြောက်เสียကောင်းလားကြီးလားရှေ့တန်တရားကိုခမည်းတော်မေ့ကုန်လို့အဝိဇ္ဇာပစ္စယပရိစ္ဆသမုပ္ပါတိကွက်မှာအဝိဇ္ဇာထားတာအလကားထားတာမဟုတ်ဘူးနော်ဘုရားရှင်ကိုရောမြတ်ကြီးဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဘုရားဖြစ်အောင်တော်မမူတော့မယ်ဆိုတော့အရင်ဆုံးဘုရားတိုင်းရဲ့ဉာဏ်တော်မှာအဖြေပေါ်လာတာအဝိဇ္ဇာရှင်းလားဘယ်လိုအဝိဇ္ဇာမျိုးလဲအဝိဇ္ဇာဆိုတာဘာလဲမသိတာအကောင်အဆိုးပိုင်းခြားမသိတာပါလေဩအဲ့ဒီမသိခြင်းတရားကစခဲ့တာဆိုတာဘုရားကစခဲ့တယ်လို့ပြောတာအဝိဇ္ဇာကဟိုတန်တရားအဥ္စကအဝိဇ္ဇာထိုင်ဆောင်နေတာလားဒီလိုမဟုတ်ဘူးတရားကိုအဥ္စသိဖို့အရေးမှာအရင်ဆုံးနားလည်လာတာကအဝိဇ္ဇာဒုက္ခမှလည်းမသိဘူးသမုဒယမှလည်းဆိုတော့ဒုက္ခဖြစ်ကြောင်းလဲသူမသိဒုက္ခချုပ်ကြောင်းလဲချုပ်ရာရှိမှန်းလဲမသိဘူးအဲ့ဒါလို့မသိတာဘာခေါ်လဲအဝိဇ္ဇာဆိုတဲ့တရားဟာအဆိုးဆုံးပါလားလို့ဘုရားရှင်တိုင်းစသိတာဒါပြောတာဝိဇ္ဇာဆိုတဲ့ပရိစ္ဆသမုပ္ပါတရားတစ်လုံးလေးကိုသိဖို့ဆိုတာအမှန်တန်ခဲရင်ပေါ်လေးထင်တော့တန်တရားအစအဝိဇ္ဇာကမဟုတ်ပါဘူးဒီလိုမဟုတ်ပါဘူးဘုရားရှင်တိုင်းကစပြီးတော့အဖြေမှန်ပေါ်လာတာဘယ်သူကစပေါ်လဲအဲ့ဒီအကောင်းဆိုအကြောင်းကျိုးအမှန်မှန်သစ္စာလေးပင်ကိုမသိတဲ့အဝိဇ္ဇာအရင်တော့ငါမသိခဲ့ဘူးမသိဘဲနဲ့လှုပ်ခဲ့တဲ့ကာယကံဝစီကံမနောကံတွေမရှိဘူးလားအဲ့ဒီလှုပ်ခဲ့တဲ့ထဲမှာလည်းကုသိုလ်လည်းပါတယ်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတော့ကုသိုလ်သင်္ခါရလည်းပါတယ်ဖယားကဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာအဖြေထုတ်နေတာမသိပဲလှုပ်ခဲ့တာကုသိုလ်လည်းဖြစ်ခဲ့တဲ့ကွဒီနာသလားဒါဖယားရှင်ရဲ့ဉာဏ်တော်မှာမို့လို့ပေါ်လာတာခင်ဗျားတို့လို့ဆိုဘယ်ချိန်မေးလိုက်မသိပဲလှုပ်ခဲ့တာကုသိုလ်တွေလားအကုသိုလ်တွေလားမေးအကုသိုလ်တွေပါဖယားတွန်းဖြေမှာပဲရှင်းသလားကုသိုလ်မသိပဲနဲ့ဘယ်လိုမှမလုပ်နိုင်ဘူးလို့ထင်မှာဒါပေမဲ့မသိပဲနဲ့ကုသိုလ်လည်းလုပ်ခဲ့တယ်အကုသိုလ်လည်းလုပ်ခဲ့တယ်သို့တော့ကုသိုလ်ဖြစ်လို့ဖြစ်မှန်းလဲအဲ့ဒီချိန်မှာလောဘဒေါသမောဟကင်းစင်လို့ကုသိုလ်ဖြစ်နေမှမသိပါဘူးကျင်သလားအဲ့တော့မသိခဲ့တော့မသိမိုက်မှမသိပျော်ခဲ့တော့တန်တရားတစ်ခွင်လုံးမှာခုခမရတို့ကျွတ်တို့အမြဲတမ်းဥစဉ်ပြောနေတယ်တန်တရားရဲ့ဆွေတော်မျိုးတော်တွေမပြောဘူးလားခမရတို့ကျွတ်တို့ရေစက်ကိုဆုံးလို့ဒီလောက်ဘူးကွာကလန့်ပြေပြစ်မပြောတတ်တဲ့ဘုန်းကြီးတချို့အများပြောသေးတယ်ဟိုမှာအဲ့ဒီကောင်အရက်သမားတဲ့သူနဲ့ရှင်စကားမပြောဘူးတဲ့ရပါတယ်ကိုယ်တိုင်ဝန်ခံထားတာအရက်သမားပါဟမ်ဒီအရက်သမားကဟောတဲ့တရားကိုခမည်းတော်ဘာလို့နားထောင်နိုင်သလဲဆိုရင်အကြောင်းတွေပါခဲ့လို့ဒီလူဟောမှကျွတ်မဲ့ဟာတွေမို့လို့အရက်သမားနဲ့မှအစဉ်ပြေမဲ့ဟာတွေဘာမှသိခါကြတယ်မထင်နဲ့ရှင်းလားမွေးရပါအကောင်းကြီးပါဘယ်လိုတော်တဲ့ပုဂ္ဂိုလ်ကြီးပါမပြောနော်ဘယ်လိုမူဘယ်လိုထွေလောကကောင်းကျိုးဘယ်လောက်ပြုနိုင်သလဲဆိုတာအဓိကရှင်းသလားငါဟောလိုက်တဲ့မူကြိုတရားမူကြိုဘယ်နှယောက်တတ်သွားသလဲတော်ပြီ
တင်းတို့ဘွဲရတာမရတာသူတို့ကိစ္စမူကြိုအကြောင်းကဘယ်နှယောက်အောင်သွားသလဲဒါပဲတို့လိုချင်တာသဘောပါသလားမယောင်တာစီလူပြီးမဟုတ်တာဂုံယူတတ်တဲ့ထဲမှာသူ့မင်္ဂလာမပေါ့တို့တပည့်တွေလည်းမပါစေချင်ဘူးငါတို့ဆရာဘလို့ကြွားဆရာမဟုတ်တဲ့တို့ဆရာရဲ့သမားကြီးပြောချလိုက်ရဲ့သမားကြီးဘယ်ဆရာတော်ဒေအိုးဆရာတော်ခဲလို့ပေးထားတဲ့ဒေအိုးဆိုတဲ့ဘွဲကိုမျက်နှိုးလုံးလို့ရှင်းသလားငါလှုပ်ယူခဲ့ရတာမဟုတ်ဘူးငါလျှောက်ယူခဲ့ရတာမဟုတ်ဘူးသူတို့ပေးတဲ့ဘွဲမလေးဟင်လောကမှာလျှောက်ပြီးမှရလာတဲ့ဘွဲနဲ့ကိုကကိုအများပေးတဲ့ဘွဲဘယ်ဟာတန်ဖိုးရှိတယ်ထင်လို့ကြိုက်သလိုပေးလိုက်ဒေအိုးဆရာတော်ပေးရစ်ထုတ်ကြီးပေးကြိုက်သလိုပေးမှန်တရားဘာလဲမသိတဲ့လူတွေအတွက်ပြအောင်မှအများကြီးကြံသေးတယ်ရှင်းလားသဘောပေါက်သလားအဲ့ဒါကြည့်တန်တရားတကွယ်မှာမဟုတ်တာအဟုတ်လုပ်ပြီးတော့အဟုတ်ထင်လာခဲ့ကြတယ်ဟင်ရှေးဘဝကမိဘတွေနဲ့သားသမီးတွေလင်တွေမယားတွေမမှတ်မိလို့သာပေါ့ဗျမှတ်တာမှတ်မိရင်အကုန်လုံး၅ပါးမောက်ခဲ့ကျင်သလားအရင်ဘဝအမေပေဖြစ်ပေမဲ့ဒီဘဝလင်မယားဖြစ်ခြင်းဖြစ်နေဦးမှာဟင်သဘောပါသလားမောင်နှမမသိအဲ့တော့ဒါတွေသိလာခဲ့တဲ့ရှင်နာနကတို့ကြတော့သိရှက်တာဟင်ဟိုဘိက္ခုနီမ900ကသူ့တရားမှနာကျင်တာလေသူကအရိယာဖြစ်နေပြီအဘိညာဉ်တွေအကုန်ရတယ်ဒီ900ကသူ့ဟာတွေဟင်အဲ့တော့ဟိုဟာတွေကမသိဘူးမသိပဲစွဲနေတာဒီပုဂ္ဂိုလ်ကိုရှင်းသလားအဲ့တော့အဲ့ဒါတွေမသိတော့ဟိုအရိယာပုဂ္ဂိုလ်ကြီးကဟောမှခဲ့နေတယ်ဟိုကလည်းနာနကကြွခဲ့ပါလို့နေဒီကလည်းသွားမှရှက်နေတယ်သူလိုအရိယာချင်းမြင်တဲ့လူချင်းအမှန်နာနကအခုတိမပြတ်သေးဘူးသဘောပါသလားရှင်းရောရှင်းရလားမလီတန်တရားပြန်ကြည့်ရင်အရှက်တကွဲအကျိုးနဲ့တွေများလာပေါ့ဟင်ကျင်တယ်နော်တလိ္ဆန်နေကြနေတာပဲအမေမသိအဖေမသိနမမသိအကိုမသိဟင်အဲ့တော့ဒီဇလန်းနေဒီတန်တရားဆိုတာဘာဖြစ်နေတာလဲနေတာလေပေါင်းကြီးတစ်ခါကွဲကြီးတစ်လက်မွေးတစ်ခါသေးတစ်လက်နိုင်တစ်ခါရှုံးတစ်လက်မြင့်တစ်ခါနှိမ့်တစ်လက်ကိုယ်တိုင်နှိမ့်ဆက်ခံဖြစ်လိုက်ကိုယ်တိုင်နှိမ့်ဆက်သူဖြစ်လိုက်ဘာများအနှစ်သာရရှိလဲဘယ်လိုဘာအတွက်လွမ်းကြမှာလဲအဲ့ဒါပါပဲနော်အဲ့တော့ဘယ်လင်အတွက်လွမ်းတယ်လဲဆိုရင်နည်းနည်းရိုင်းသွားလို့ဘာအတက်များလွမ်းမလဲလို့ဒါလေးမေးကြည့်ရကျင်သလားဘယ်ဘဝအတွက်လွမ်းမှာတော့လွမ်းစရာရောရှိသလားအနှစ်သာရရောရှိသလားတကယ်ရှိတာခန္ဓာဘာနှစ်ပါးဒီ5ပါးအကောင်ထဲမှနေလို့ငါလင်ပြမတတ်လုံနေတာကျင်သလားငါကောအမှန်ရှိသလားဟဲ့ဥပရိနင်ကလည်း76000သောမင်းတို့ရဲ့မိဖုရားဖြစ်ခဲ့တာရှင်းတယ်နော်ကျင်သလားမိဖုရားကြီးလေတခါတည်းတရားအသိရခုနကပူလောင်နေတဲ့လောင်မြိုက်နေတဲ့တောကမိတွေဟုတ်နဲ့ငြိမ့်ကြသွားတယ်ငါပဲလင်အတွက်လွမ်းမလဲရှင်းသလားနေဘသူအတွက်ငိုးနေတာတော့နဲ့ကျင်သလားအဲ့တော့မှသဘောပေါက်သွားပြီးတော့အရှင်ဘုရားတဲ့ဆိုးလိုက်တဲ့တန်တရားဘာဖြစ်လဲဒီတိုင်းတန်တရားလဲရမှာတော့ဖြင့်ဘုရားတပည့်တော်ရှက်လာပေါ့ဟင်76000လုံးဘဝအလုံးကမိမကြီးဖြစ်ခဲ့ရတဲ့ယုံညံ့သောဘဝကျင်တယ်နော်ယောက်ျားမိန်းမဆိုတဲ့နေရာမှာလဲမိန်းမဘဝဘာလို့ရလဲယောက်ျားများထက်အာကုသို့ကြီးလို့မိန်းမဖြစ်ပါတယ်နော်ယောက်ျားများသည်မိန်းမဘဝကိုဘယ်လိုပုဂ္ဂိုလ်ရောက်နိုင်တယ်လဲလွယ်မာသောကာမဂုဏ်ဆက်ဆံမှုသူများသာမယာပြစ်မှားသူများသည်မိန်းမဘဝရောက်ကြရှင်းလားဒီကလေးကရင်အမတန်ယုံညံ့ပါလားဆိုတဲ့အဖြေကပေါ်လာဒါကိုသုံးသပ်ကြဖို့နော်ယောက်ျားများကလည်းဒါအဖန်ဖန်လဲခဲ့ကြပြီအဖန်ဖန်ယောက်ျားဖြစ်လိုက်မိန်းမဖြစ်လိုက်အခုယောက်ျားဖြစ်တဲ့ဘဝလေးသွားမှန်မဝင်လိုက်နဲ့နော်ဒါမှမဟုတ်ဦးဇင်းဟောထားဘူးတဲ့ဘာအတွက်နဲ့မှမှန်မတက်နဲ့အခုခင်ဗျားတို့အဲ့ဒီမှန်နေကြောင့်ပြဿနာတက်နေတာနော်ဒီမှာမိဖုရားကြီးသူမှန်တက်เสียရောရှိသေးလားရှိပါပါဗျာအလုံးသုံးသပ်ကြည့်
နော်ခုခမရတို့မှာကဥပါဒံမန်ကလေးနဲ့ဒီမန်လေးမစွန့်နိုင်တာနဲ့အမှန်တရားကိုရဲရဲမလုပ်ရဲဘူးအမှန်တရားအမှားကိုပြက်ပြက်မပယ်ရဲဘူးမှားနေတဲ့တရားစွန့်လိုက်ပါတော့လားဆိုတော့လေဆွေရိုးရာလေးစခန်းဝင်တာတခြားအိမ်ရောက်တော့အိုးတော့အင်တော်လဲရတာတခြားသူ့မှာအဖေဖျားတွေများနေတယ်ကျင့်သလားဗုဒ္ဓဘာသာတွေအဖေတဲပေါ်တကူဗျဟမ်ကျင့်သလားသူကဘာဆက်ညာဆက်ဆိုရင်ဟာပြေးရပြန်ပြီအရက်သမားလည်းအဖေခေါ်လို့ခေါ်ဟမ်ကိုကြီးကျော်ကိုလင်ကိုသားကိုအရက်တော့တာကြိုက်သလားမကြိုက်ပြန်ဘာလို့ကိုကြီးကျော်သွားဆက်နေတော့ဟမ်မလင်းနဲ့ရိုက်ခွဲပလိုက်ပါလားကျင့်သလားအဲ့ဒါဥပါဒံနေနော်ဥပါဒံတတ္တိယခင်ဗျားတို့ကိုမကြောက်တဲ့နာကိုကြောက်အောင်ဟမ်ရှင်းတယ်နော်ရဲရင်ရမယ်တရားကိုမရဲရင်အောင်အဲ့ဒါတွေဘသူကအုပ်ချုပ်ထားလဲမေးရင်မာနတလုံးနဲ့ပြောရင်ကိုမာနလေးကိုမချနိုင်သူများပြောလို့မားတယ်ဟုတ်တယ်မားမှန်းတော့သိတယ်ပယ်လိုက်ရမှာဝန်လေးနေလေဝန်ခံရမှာကိုဝန်လေးဒါမို့ဦးဇင်းကဥစ္စာဒဏအတွက်မန်တက်တဲ့နေ့ဥစ္စာပျောက်တဲ့နေ့ရှင်းလားဥစ္စာဒဏအတွက်မန်တက်တဲ့နေ့ဥစ္စာပျောက်တဲ့နေ့ပညာအတွက်မန်တက်တဲ့နေ့ပညာမဲ့တဲ့နေ့ရှင်းသလားယာဓုအတွက်မန်တက်တဲ့နေ့ယာဓုပျောက်တဲ့နေ့နေရာအတွက်မန်တက်တဲ့နေ့နေရာပျောက်တဲ့နေ့ကျင့်သလားကောင်းပြီအလုတ်အတွက်မန်တက်တဲ့နေ့အဲ့ဒါပဲငါဓမ္မကရိကကြီးပဲလို့တော့မန်မတက်နဲ့ဓမ္မကရိကယာဓုပျောက်သွားမယ်နေရာပျောက်သွားမယ်အလုတ်ပျောက်သွားမယ်ရှင်းသလားဦးဇင်းတို့အခုရနေတဲ့နေရာကယာဓုလည်းမဟုတ်ဘူးနေရာလည်းမဟုတ်ဘူးဂုံလည်းမဟုတ်ဘူးသာသနာမှာတာဝန်ရှိတယ်တာဝန်ထမ်းဆောင်နေတာကျင့်သလားတနည်းအားဖြင့်သာသနာရဲ့ကျွန်းရှင်းတယ်နော်လင့်ကျွန်းမယားကျွန်းသားကျွန်းသမီးကျွန်းဆွေကျွန်းမျိုးကျွန်းခံရတာနဲ့စရင်သာသနာကျွန်းခံရတာမြတ်တယ်ကွာဓမ္မဂရိကကြီးပေါ်ဆိုပြီးတော့ပလင်ပေါ်ကမန်တက်မနေနဲ့ကျွန်းရှင်းသလားကျွေးရှိလို့ကျွေးဆန်းနေတာသဘောပါသလားအေးဓမ္မဂရိကလည်းမန်တက်တဲ့နေ့ပလင်ပြောက်တဲ့နေ့ပဲကျင်ကလားသဘောကပေါက်သလားကြည့်ဥပရိမိဖုရားတို့အမလီမိဖုရားခေါင်ကြီးပဲရဲ့လို့ရှင်ဘုရင်ရဲ့မိဖုရားခေါင်ကြီးပဲရဲ့လို့မာနတွေထောင်လွှားပြီးတော့သူ့မာနခွာမချနိုင်လို့ဟမ်ငိုလို့မဆုံးဟမ်တင်းချိုင်းကိုကြီးကိုတခါတည်းတိုက်ရအောင်ပြုတ်ပြင်းလင်းတော်မောင်ကိုတန်းတဘယ်သူကမှမထီရဘူးသူဒီလိုမှန်မှန်ငိုနေလေနောက်ကကြောက်နေလေရှင်းလားငိုခြင်းလို့ငိုနေတာမဟုတ်ဘူးပါဝါကြသွားမှစိုးလို့ငိုနေသဘောပါလားရှင်းအောင်ရှင်းလားမဟုတ်တာအဟုတ်လို့ဟမ်ကျင်းတယ်နော်အဲ့တော့ဟိုကသိတဲ့လူကပြောချလိုက်တော့80ဆရာကြီးဖြစ်86,000ရှိပြီဘယ်လောက်ရှိပြီအဲ့တော့ခုတော်ကောင်းတို့လည်းကျင်လည်လာခဲ့တဲ့တန်တရားမှာဒီလိုဘဝမျိုးကိုမနှဲတော့မရည်နိုင်တော့ဘယ်ဘဝအတွက်လွမ်းမှာလဲဟမ်ဘယ်ဘဝကိုလွမ်းကြမှာလဲလွမ်းစရာရှိသလားရှိပါဘူးဘယ်ဘဝကိုတွေ့တာမလဲအခုဘဝရောတွေ့တာစရာများရှိရလားရှိတာခန္ဓာဘယ်နှပါဘယ်ချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ကဲဒါဖြင့်ခုခင်ဗျားတို့ရထားတဲ့စီးစိမ်ကိုမြဲသလားမြဲပါဘူးသင်ကိုနောက်ပါမလားကြိုက်သလောက်ချမ်းသာဘေးလျံချီချီထွီလျံချီချီကြိုက်သလောက်ချမ်းသာသင်ကိုနောက်ပါမလားမပါရင်ဥစ္စာဒနာအတွက်မန်တက်เสียအကြောင်းပညာပြန်ကြည့်အောင်ဦးဇင်းတို့ကတော့လေကိုယ့်ကိုပြန်စမ်းစစ်ကြည့်တယ်ငါတော့ဘာမှမသိသေးဘူးသိသလောက်ကလေးလှုပ်ပေးနေတာဟင်
ကိုသိပြီလို့ထင်တဲ့နေ့ကြာရှုံးတဲ့နေ့ပညာအတွက်မန်တက်တဲ့နေ့ဟာပညာမဲ့တဲ့နေ့ဘာလို့ဆိုဘုရားထက်သိတယ်လို့ရှိတော့ငါတို့ဘုရားလောက်လည်းမသိနိုင်ဘူးပြီးပြီဘာမှချိန်ထိုးမနေနဲ့ရှင်းရလားသဘောပေါက်သလားအားလုံးဒါကြောင့်ကိုပြန်ပြီးတော့စနစ်တကျသာသနာနဲ့လျော်အောင်ဆုံးမပါဘာနဲ့လျော်ဆုံးမပေးရတဲ့ယသိကြီးရောက်လာတော့မိဖုရားကြီးလေမာနတွေချနင်ဘယ်လင်အတွက်ငိုတာလဲတဲ့ဆိုတော့ဒါပြောရတော့ခက်သွားပြီရှင်းသလား86,000တဲ့မိဖုရားကြီးဖြစ်ခဲ့တယ်ဆိုတော့အမတန်ယုံညံ့မှာလားသူ့ကိုယ်သူလဲတာဝေကားတွေရပါအဲ့တော့အရှင်ဘုရားဒီကလွတ်မြောက်ကြောင်းကလေးများမရှိဘူးလားဘုရားလို့ယသိမေးတော့ဒါသာသနာဘကလည်းဖြစ်နေတော့ယသိကအေးရှိတယ်ဒီအထီးအမယုံညံ့တဲ့ဘဝကလွတ်ချင်ရင်အထီးအမရှိနေတာကိုကဘာဖြစ်နေတာယုံညံ့နေတာဒါအမားတွေကျူလွန်ဖို့မှားဖို့အတွက်ကာမဘုံသားတွေဆိုတာမသေးကြဘူးလားသိပါပါဘူးဒါမို့လို့အထီးမို့လို့လည်းဘဝင်မမြင်လိုက်နဲ့အမှားလာခဲ့တာပဲအမှားမို့လို့လည်းဘဝင်မမြင်လိုက်ပါနဲ့ရှင်းသလားဒီအထီးအမရှိနေတာကိုကယုံညံ့တဲ့ဘဝရှင်းနကလားသဘောကိုပေါက်သလားအေးအဲ့တော့ဒီအဖြစ်စဉ်ကဘုရားတပည့်တော်လွတ်မြောက်အောင်အခွင့်သာပေးသနာတော်မူပါဘုရားဆိုပြီးတော့ယသိကြီးထံဆရာခံပြီးယသိဝတ်တယ်ချက်ချင်းဥပရိတို့တော်ဘုံကဒီလိုမသိခင်ကတော့ငိုးနေရှာတာပေါ့ဟင်သိလိုက်တဲ့အချိန်ချက်ချင်းပြင်သိလိုက်တဲ့အချိန်ခင်ဗျားတို့ဟင်ခုဥပရိယသူ့လမ်းသူသွားပြီသူ့အတွက်ပြောနေတာမဟုတ်ဘူးဘယ်သူ့အတွက်ပြောတာတော့အဲ့တော့ခင်ဗျားတို့ပဲမေးရမှာခင်ဗျားတို့ရောပြင်တော့မှာပါဘုရားဒီလိုလားဟမ်ပြင်ပါပြီဖေခင်ဗျားတို့ရောပြင်ပါပြီလှုပ်ဒီလိုလှုပ်လေနော်စကားစသင်ပေးနေရတာမဟုတ်လေဆရာကြီးနတ်တော်ကြီးကျက်တာလှုပ်လိုက်ပြင်ပါပြီဖေနောက်တော့ကိုနေရင်လိုနေတာပေါ့သဘောပါသလားဟမ်ခဲတို့ရှိတာခန္ဓာဘယ်နှပါအဲ့ဒီမှာငါကိုငါဟာငါဥစ္စာလို့ဆိုစရာများပါသလားဘယ်ဟာကိုပိုင်လဲကျင်တယ်နော်အဲ့တော့ဥပ္ပရိမိဘုရားကြီးဟာဒီဗာရာဏသီသင်္ချိုင်းမှာငိုရင်းနဲ့သူကသူ့ကိုယ်သူတော်တော်အဟုတ်မှတ်နေတာမိဘခေါင်ကြီးလင်းပေါ်မှာသစ္စာရှိတဲ့မယားကြီးဟင်ကျင်တယ်နော်မလေးလာချီနစ်ချီပြီးငိုနေတာကို तू ကဒါတော်တော်ဟုတ်လာပြီလို့ထင်းနေတာကျင်သလားဒီဥပ္ပရိတို့ရာဇင်တွေရင်တွေကလည်းဇက်တိုက်ကိုဗျာနော်အခုဥပ္ပရိကငိုလက်ဥပ္ပရိသေးတော့လင်ငိုလက်ဒီဇလန်းတွေအများကြီးရှိတယ်အဲ့တော့ဒီဝတ္ထုမှာတော့မိဖုရားငိုရတဲ့အလက်ဆိုတော့မိဖုရားကငိုနေတဲ့ဟိုဘယင်ကသေသွားလို့ဟိုမှာသုတိပရိသေတွေဘယ်မှာသွားပျော်နေမလဲမသိဘူးဒီကငိုလို့မဆုံးသေးဘူးအနှစ်သာရဝရှိလားအတိဘယ်ဝရှိလားခုခင်ဗျားတို့ကိုသားသမီးလေးတွေကိုချစ်လိုက်ရတာသေလိုက်ရသေသွားတော့ဒီသားသမီးတွေခေါ်သွားလို့မရတဲ့ပြင်ပြန်ဆောင်လျှောက်လို့ရောမရပါဘူးသူ့အကြောင်းနဲ့သူကျင်သလားဘဝတိုင်းကသားသမီးတွေကအမှတ်ရနေရင်ခင်ဗျားတို့ဘယ်တရားနာချိန်တောင်မရတာသိကြတယ်ကျင်သလားခုဒီသားသမီးလေးတွေတောင်တော့ယုံခဲ့ရတာမလားဟိုဘဘဝသားသမီးတွေပါဆွတ်သိမ်းထားအောင်မယ်ဆိုရင်ခင်ဗျားတို့ရားလို့တောင်ကိုယ်ချင်ရမှာမို့ကျင်တယ်နော်အဲ့တော့ဘလူတွေဘာတွေရှောက်ဆွဲလန်းတကယ်တော့သူလဲခန္ဓာဘယ်နှပါကိုယ်လဲခန္ဓာဘယ်နှပါဖန်တရားတေးနေပြီဟင်ဒီလင်ဒီသားဒီမယားတွေနဲ့တွေ့ခဲ့ကြုံခဲ့ဆုံခဲ့ငိုခဲ့ယူခဲ့ရတာဖန်တရားတေးနေပြီအချိန်ခါငိုခဲ့ပြီးပြီဒါကြောင့်မို့လို့တယောက်အတွက်ငိုခဲ့ရတဲ့မျက်ရည်ဟာသမုဒ္ဒရာ40မကဘူးတဲ့ထမြန်ငိုခြင်းသေးလားကျင်သလားအဲ့တော့မှတရားပြလိုက်တဲ့အခါဥပ္ပရိမိဘုရားကြီးကချက်ချင်းရသေးဝေးပြီးသူဘာလို့လို့ဆိုအဲ့ဒီခေတ်ကလမ်းညွှန်နိုင်တဲ့မေတ္တာ
ကရုဏာမုဒိတာဥပေက္ခပြန်ပြောအဲ့ဒီခေတ်ဆိုတော့အခုခေတ်ကဝိပဿနာခေတ်မေတ္တာကရုဏာမုဒိတာတွေဥပေက္ခတွေလိုသေးလားရောင်တိရောင်ဝါးတယ်ဟမ်တော့ဗုဒ္ဓဘာသာစစ်တမ်းသာထုတ်ရင်လေနော်ဘယ်သူမှစံမွဲအောင်မဲ့ဟာမပါဘူးမေတ္တာကရုဏာမုဒိတာဥပေက္ခအခုလိုသေးလားခင်ဗျားတို့ဘာတွေတို့ဟမ်ဗုဒ္ဓဘာသာတွေဘယ်သူဆုံးမတိုင်းနေရမလဲတိရစ္ဆာန်လားလူလားလူဆိုတာလူကျင့်ဝတ်လူမှာမေတ္တာတရားရှိရတယ်တိရစ္ဆာန်မှာမေတ္တာမရှိဘူးလူနဲ့တိရစ္ဆာန်ဘာကွာလဲဆိုမေတ္တာရှိခြင်းမရှိခြင်းပေါ်မှာမူတည်သဘောပါသလားတိရစ္ဆာန်ကသူတကောင်စာပဲကြည့်တယ်သူဖြစ်ချင်တဲ့ဆန္ဒဖြစ်ပြီးရင်ပြီးရောကျန်တာငါလည်းမဆိုင်ဘူးအိစာကာမဒီသုံးခုသူ့အတွက်ပြည့်စုံဖို့အရေးသူလုံးပန်းမှာပဲမေတ္တာကရုဏာမဆိုင်ဘူးရှင်းလားအဲ့တော့လူမှန်ရင်ပါရှိရမယ်မေတ္တာသူတော်ဘာကြီးပွားချမ်းသာရေးကိုအလိုရှိတာမေတ္တာရှင်းလားကရုဏာတိရစ္ဆာန်မှာရှိလားရှိနိုင်ရစားပလိုက်ကြီးနိုင်ငယ်ညင်ဒါ့တိရစ္ဆာန်တွေပုံတန်တန်မျိုးစုံဖြစ်လာတာကဂျိုနဲ့ကောင်ကတတ်လို့သေသွားရင်ဂျိုကိုနိုင်တဲ့သတ္တဝါဖြစ်ပါရစေဟောသူတို့မှနိုင်ရလက်နဲ့ရှာနေကြတာရှင်းသလားအဲ့ဒီလက်နဲ့မျိုးစုံတတ်တရားအာရပါရဟောခြင်းနဲ့အဲ့ဒီဖောင်းဖြစ်သွားမှာဆိုလို့နော်ဖောင်းဆိုတာတရားတော့မမာဘူးဒင်းတို့နဲ့ဖောင်းမှာဆိုတာနော်တိရစ္ဆာန်တွေကအချင်းချင်းအပြတ်အဆိုင်အနိုင်ကျဲခြင်းကြတယ်နိုင်ရဘဝကိုဆူတောင်းတယ်ရှင်းတယ်နော်ဒင်းကဒီဘဝမှာငါ့ကိုနှိပ်စက်တယ်နောက်ဘဝမှာဒင်းကိုနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစီဒါမို့တိရစ္ဆာန်တွေမှာအစိတ်ရှိတဲ့သတ္တဝါအဆွဲရှိတဲ့သတ္တဝါဂျိုရှိတဲ့သတ္တဝါသဘောပါသလားအမိတန်တဲ့သဘောဝါခေါင်းတန်တဲ့သတ္တဝါဖြစ်နေတာဒီဟာနိုင်ရဆွဲထားကြတယ်ကျင်ရတယ်နော်အဲ့တော့နိုင်ရစားခဲ့တဲ့ဘဝဆိုတော့သူတို့မှာကရုဏာတရားလုံးလုံးလူမှန်ရင်ပါရှိရမယ်လက်မလွတ်လိုက်နဲ့အကိုတို့အမတို့ရဲ့မလို့တော့ပါဘူးမလို့ပါနဲ့တချို့ဝိပဿနာလုပ်နေဒါတွေမလို့တော့ဟမ်သူဝိပဿနာလဲစစ်သလားဆိုတော့သူကဗမာလိုကြည့်တော့တာဝိပဿနာလို့ထင်တယ်အင်္ဂလိပ်လိုဖတ်ရင်အိပ်ပဿနာဖြစ်ပါမယ်ရှင်းသလားဘာလို့ဆိုကြောင်းသွားအိပ်ပြန်လာတာဟုတ်ဟမ်ကျင်သလားအဲ့တော့ကရုဏာလည်းလိုအပ်မလိုအပ်မုဒိတာရောမုဒိတာမပါဘဲနဲ့တရားသွားအာမထုတ်နဲ့မရဘူးရိတ်တာတဲ့တောင်ဩဇာပြိုင်တော့ရှိသေးတယ်တရားရိတ်တာတဲ့ရောက်နေပြီယောဂီဟောင်းယောဂီသစ်ဩဇာပြိုင်နေနော်ဘုန်းကြီးနဲ့ရင်းတဲ့လူနဲ့မရင်းတဲ့လူအရင်ဩဇာပြိုင်သဘောပါသလားငါကကြောင်းမငါကယဟန်မသဘောပါသလားဘာမှပြိုင်စရာမရှိရင်စိတ်နဲ့ကချင်းပြိုင်တခုမှပြိုင်စရာမရှိအကုန်ချွတ်သွားတော့ဟိုရောက်တော့ဘာသွားတော့ဆိုတော့သားသမီးပြိုင်ပြန်သားသမီးတောင်ပြိုင်ပုံနှမျိုးရှိတယ်တချို့ကအကောင်းပြိုင်တချို့ကအဆိုးပြိုင်ကောင်းတာပြောစရာမရှိတဲ့လူကအဆိုးပြိုင်ရှင်းလားအကောင်းပြိုင်တဲ့လူလည်းသူ့အစင်းနဲ့သူပဲမလေးအကြောင်းမှာသားကလေးအမြဲတမ်းပထမရတာမလေးကျုပ်သမီးကလည်းဘလို့တော်တာပြောစရာကိုမလိုဘူးစာကြက်တာအမလေးဒါအကောင်းပြိုင်တာဟိုဆိုးပြိုင်တော့မလေးတော်တို့ကပြောနေကြတာအိမ်ဟာတော့မပြောချင်ဘူးစာကြက်ဖို့နေတာအိမ်ကိုမကပ်ဘူးအမလေးတော့သားပါဟုတ်သေးတော့မဟုတ်သားကိုသားမှဘယ်ဘက်ကသားကျင်းသလားရှင်းတယ်နော်အဲ့တော့ဒါတွေကမာနတွေဟာဒီခန္ဓာတွေကို
ငါကိုငါဟာငါဥစ္စာလို့စွဲလန်းနေတော့ဒီမာနခွာချလို့မရဘူးတောင်းမလို့ဘာအတွက်နဲ့မှမန်မတက်နဲ့ပြောထားတာအဲ့တော့ဝိပဿနာကနေလဲအိပဿနာမဖြစ်စေနဲ့အဲ့ဒီအတွက်မုရိဒလိုအပ်မလိုအပ်အဲ့ဒါကိုယ့်အတွက် तू ကတရားပို့လုံနိုင်တယ်မုရိဒဘွားဂေကုံကိုပြောမယ် तू ကကိုယ့်ထက်ဆရာတော်နဲ့ယဉ်နေတယ်မုရိဒဘွားလိုက်ဆရာတော်နဲ့ယဉ်နေတော့ဘာစားဒီဆွမ်းကြံကောညာအတူတူစားမှာပဲပူးနေနဲ့သဘောပါလားရှင်းရလားဒီဂုံလောက်တာလေးတွေကတော့မန်းလေးမှရှိတယ်မှတ်တာရန်ကုန်လည်းဒီပြဿနာတက်နေတာပဲနော်ဆရာတော်ကများများသူ့ကိုပြောလို့သူတို့ကြတော့မပြောဘူးမန်းလေးလည်းဒီပြဿနာဟုတ်ရဒီလူနဲ့ကြီးဆက်သွယ်တယ်ဟိုလူကြမဆက်သွယ်ဘူးရောကျုပ်လွယ်တဲ့လူဆက်သွယ်တာဗျာကျုပ်ကအကုန် report တက်ရမလားနော်လူ10ယောက်ရှိ10ယောက်လုံးဖုံးနေပြီကျွန်တော်လာတော့မယ်မနဲ့ပြန်ဘူးသဘောပါသလားတော်ပေါ့တယောက်သိရင် तू ကလည်းပြောပြချင်းပြမပြောပြချင်းမပြောပြဘူးလိုအပ်ရင်ဆက်မယ်မလိုအပ်ရင်မဆက်ဘူးပြီးပြီပေါ့ဒါ तू ကသိရကောင်းလားငါတို့ကြမသိရကောင်းလားကျုံးမလည်းပြဿနာဘယ်သွားနေရမှန်းကိုမသိဘူးမန်းလေးရောက်တော့မန်းလေးကမညီဘူးရန်ကုန်ရောက်တော့ရန်ကုန်ဟာတွေကွဲနေတယ်ပသိမ်ရောက်တော့ပသိမ်ဟာတွေကနောင်ချိန်ချတယ်အဲ့တော့ငါလည်းငါလစ်တာကောင်းထင်ပါရဲ့သဘောပါသလားဒါတောင်ဘသူမှအရေးလို့တာမဟုတ်ဘူးသူမင်္ဂလာဘယ်သူမှလည်းဂယုစိုက်နေတဲ့ကောင်းမဟုတ်ဘူးရှင်းသလားအဲ့မခံတတ်ဘူးတခါတည်းပြောထားပြီးသားနော်အဲ့ဒါတွေ့ရမှာကျုပ်အပြင်းဆုံးအလုပ်ပဲသဘောပါရဲ့နော်အဲ့ဒါတွေ့မဲ့စားကိုယ့်အကိုပဲကာရာအိုကေစိုးနေလိုက်တော့သဘောပါရဲ့နော်အဲ့ဒါလိုနေတဲ့ပုဂ္ဂိုလ်တော်မှာဒီမှာပြဿနာတက်နေတယ်အဲ့ဒါငါနဲ့တော့မဆိုင်တော့ဘူးထင်ပါရဲ့လို့စဉ်းစားကြည့်ရနော်အဲ့တော့ဆိုင်တယ်လို့ထင်တဲ့နေ့လေကျုပ်ကပြေးရမယ်နေ့ဘာဖြစ်လို့လဲဆိုဒီတပည့်တွေမှာနိုင်အောင်မဆုံးမနိုင်မဲနဲ့ဒီလူဒီတာဝန်နဲ့မထိုက်တန်ဘူးထွက်ရုံပဲရှင်းလားသဘောပေါက်သလားရောက်ရရအဖွဲကိုမဖွဲ့ပေးရတော့ဖောင်ဒေးရှင်းကိုဘယ်အစမှမသိဘူးဖြစ်နေတာဖောင်ဒေးရှင်းဆိုတာတနိုင်ငံလုံးကိုစုစည်းပြီးလုပ်မဲ့အလုပ်အဲ့တော့တကလူလေးမှမညီဘူးဆိုတော့ဒီတနိုင်ငံလုံးကိုညီအောင်ငါတတ်နိုင်မယ်မထင်ဘူးအဲ့တော့ဖောင်ဒေးရှင်းကလိုအပ်နေတာတော့အမှန်သာသနာတော်အတွက်တကယ်ကိုလိုအပ်နေတယ်ထောက်ပံ့ရမယ်ချီးမြှောက်ရမယ်ပရိပတ်သာသနာသို့တော်ပြောသလိုသာသနာနဲ့မသက်ဆိုင်တဲ့နေရာတွေမှာသာသနာဗန္ဓာတွေအလွဲသုံးစားဖြစ်ပြီးတကယ်သက်ဆိုင်ရာနေရာတွေအခုစာသင်တိုက်ကြီးတွေထဲထဲဝင်လေ့လာကြည့်စမ်းပါအကုန်လုံးလိုအပ်ချက်တွေအပြည့်နဲ့ခင်ဗျားတို့ဗုဒ္ဓဘာသာဝင်ဥယျာဉ်ဒီလောက်ရှိရတဲ့စာသင်သားတွေပင်ပန်းနေတာဟာခင်ဗျားတို့လမ်းမမှန်ခဲ့လို့ကျင်းသလားတကယ်ဆိုပရိပတ်သာသနာသည်လိုလေသေးမရှိအေးချမ်းစွာအထုတ်ခွင့်ရနေရမယ်နိုင်ငံကျင်းသလားသဘောပေါက်သလားဆွန်လောင်းသင်းလေးဖွဲ့တဲ့ဆွန်လောင်းသင်းမညီဘူး तू ကဟိုအင်းချက်မငါဒီအင်းချက် तू ကဟိုကလောင်းကျင်တယ်ငါဒါလောင်းကျင် तू ကဟိုအချိန်လောင်းမှာကျွန်တော်ကဒီချိန်လောင်းမှာချုပ်ချက်ကိုခတ်တယ်ရှင်းလားပမာအတော်ကြောက်စရာကောင်းတယ်ပမာနော်သာသနာတော်ကြီးရှိခဲ့ရတဲ့ဒီလောက်အောက်တန်းကြတယ်ဒါစိတ်သက်ခွန်အားတွေမမျှတာကျင်နာကလားအဲ့ဒါငါဆိုတဲ့မာနတွေကြောင့်ကိုယ့်ဘက်ကဘာမှမလိုက်လျောခြင်းဘူးလိုက်လျောလိုက်ရရင်ကိုသူ့မှာသေမလောက်ပင်ပန်းနေရှင်းသလားအများနဲ့လိုက်လျောညီထွေလောက်တတ်တာဟာစိတ်သက်ခွန်အားရှိသူတွေမှလှုပ်လို့ရသူတမလူငါတမင်းလှုပ်နေခဲ့လို့နော်သီဘောလက်ထက်ကအင်္ဂလိပ်မင်းလက်အောက်ရောက်သွားတယ်အဲ့ဒါပဲပြောရဲလို့ပြောတာရှင်းနတ်သလားခုခင်ဗျားတို့သာသနာဖယိုဖယဲဖြစ်နေပြီနာနွားကွဲရင်ဟိုမှာကြားရအစင်သိရှင်းတယ်နော်ဗမာတွေဟာကောင်းတာလုပ်တဲ့နေရာမှာဘယ်တော့မှမညီဘူးမကောင်းတာလုပ်ရင်အဲ့တော့ဓမ္မအဖွဲ့တာနဲ့အာဓမ္မအဖွဲ့တာဘယ်ဟာမြန်မယ်ထင်တော့ကျုပ်လည်းလိုင်းပြောင်းမလားစဉ်းစားနေသဘောပါသလားမဟုတ်တာလုပ်တဲ့နေရာကျညီးတယ်ဗျာဟုတ်တာလုပ်တဲ့နေရာကျတော့သဘောပါသလားအဲ့ဒါလဲဘဝပေါင်း 8000 6000ရှိနေပြီဒီခုထိမညီသေးဘူး
အကြောင်းရှိလို့အကြောင်းစုံလို့မထာအကြောင်းကောင်းမှအကြောင်းပြည့်စုံမှအဲ့တော့ဘဝအကြောင်းတွေကိုနားမလည်ခဲ့တဲ့အသိဉာဏ်ကင်းမဲ့ခဲ့တဲ့အတွက်ငါတို့တန်တရားရှိခဲ့ကြပြီနေမွန်ခြင်းမကနေမွန်မီပျက်စီးခြင်းမကပျက်စီးအခုသူတော်ကောင်းတို့သည်သာသနာကိုကဲတင်မှလဲခမရတို့ပဲဖြက်စီးပြစ်မှလဲခင်ဗျားတို့လက်ထဲမှာပါပဲနော်မှောက်လို့မှောက်တွန်းလို့တွန်းကြိုက်တယ်လို့သာလုပ်တော့ရှင်းလားသာသနာဟာအခုခင်ဗျားတို့ကျုပ်တို့လက်ထဲမှာရှိနေဒီသာသနာအတို့ရှိအောင်စင်ကြယ်အောင်လုပ်ဖို့လဲဘသူတွေရဲ့တာဝန်လဲဘသူပေါ်မှာမူတည်လဲဒီသာသနာတော်ကြီးကွယ်သွားတော့မှလဲဘသူတွေကြောင့်လဲဟောအားလုံးကခမရတို့ကျွတ်တို့ပေါ်မှာမူတည်နေတယ်တို့ဘာလုပ်ကြမလဲကောင်းအောင်ပြင်သင့်တာမှန်သမျှရဲရင်ပြတ်သားပြင်လိုက်တော့ကျင်သလားအချိန်နှောင်းသွားမယ်နော်အဲ့တော့ဒီလောက်ပြောနေရင်သဘောပေါက်ပါနော်အချိန်တို့ပြောခဲ့ပြီးပြီအချိန်မီအောင်ပြောခဲ့ပြီးပြီဒီထဲမှာအချိန်မီမပြင်နိုင်ကြဘူးဆိုရင်တော့ငါတို့တိုက်နဲ့ငါတို့ကသူတို့တိုက်နဲ့မဆိုင်ဘူးကိုအရင်ခံရမှာရှင်းသလားအကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှကျင်းနေပြီနော်အောက်တန်းကြတဲ့စိတ်တွေဖယ်နိုင်အောင်ဖယ်လိုက်ကြသဘောပါပြီလားယုံညံ့တဲ့စိတ်အောက်တန်းကြတဲ့စိတ်ဖယ်ပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတာကလစ်လျူပြုတဲ့အရာကိုလစ်လျူပြုနိုင်ရှင်းသလားလစ်လျူရှုနိုင်တဲ့အင်အားမပါပြန်ရင်လည်းဘလို့မှစုစည်းညီညွတ်မှုမရဘူးကိုဖြစ်ချင်တာတွေကြီးရှေ့တန်းတင်လို့မရဘူးသို့တော့ရှေ့တန်းမတင်ဘူးဆိုပေမဲ့အမှားဘက်ကိုလိုက်ကြမလားအမှားဘက်လိုက်เสียလဲမလိုပါဘူးအမှန်တရားကိုရောက်အောင်ဆွဲဆောင်နိုင်ဖို့ရကိုတာဝလူသားအလုံးဟာအမှားတွေကထွက်လာကြတာအမှားတွေမှာလဲနေကြတာမှားနေသေးလို့လဲနေသေးတာကျင်သလားအမှန်လမ်းပေါ်ရောက်ရင်အကုန်ကျွတ်ပြီးလွတ်ပြီးဆိုတာမသေးကြဘူးလားမားနေကြတဲ့လူချင်းချင်းအပြန်အလှန်တဦးကိုတဦးမေတ္တာကရုဏာမုဒိတာဥပေက္ခဗြဟ္မစိုးတရား၄ပါးနဲ့သာသနာပြုကြကျင်ခဲ့လားဒီလင်တရားအတွက်ငိုခဲ့တာဘဝပေါင်း86,000ကျင်ပြီနော်ဒီမယားဖြစ်နဲ့ငိုခဲ့တာဘဝပေါင်း86,000ဟောဒီတနေရာထဲမှာကြည်သားကြံတဲ့နေရာတွေဖြန့်ကြည့်လိုက်ရင်ဒီနေရာလေးကနေဒီဘက်ကြည့်86,000ဆိုတော့တကွက်ချင်း86,000တွက်ကြည့်စမ်းသဘောပါသလားဒါသဘောလောက်ရှိသေးတာအဲ့တော့မာဖျားရှင်ကိုတော်မြတ်ကြီးရဲ့မိခင်ဖခင်နကုလပီတာတို့လိုဘဝ900အမေရင်ဖေရင်ဘဝ900ဦးကြီးဦးလေးရှင်းတယ်နော်ဒီလိုတော်ခဲ့ကြတာနီးဆက်တဲ့ဒါကနီးစပ်တဲ့ဘဝပြောတာဟိုဝေးတဲ့အကြောင်းတွေမပါသေးဘူးလေဆိုတော့ခင်ဗျားတို့ကျုပ်တို့မှာအမိပြန်ကောင်းပြန်တန်တရားလဲခဲ့ပြီဆိုတာမသိကြဘူးလားဘာအတွက်လွမ်းနေဦးမှာလဲဟင်ကိုဘဝကိုပိုင်သလားမပိုင်တဲ့အတူသာသနာအလုပ်ကိုကောင်းစွာကြိုးစားကြရင်မကောင်းဘူးလားဘယ်သူအဆုံးမတိုင်းနေပဲဘယ်သူခန္ဓာဘယ်သူကြည့်ကဲအိပ္ပဒနာမဟုတ်ဘဲနဲ့ဝိပဿနာလုပ်ကြည့်အောင်ဝိပဿနာလုပ်မယ်ဆိုတော့ယုတ်တရားနဲ့ယုံနာနှစ်ပါးပဲချိန်ကြည့်ဖြစ်ပြီးရင်မြဲသလားမမြဲဘူးလားကိုပိုင်သလားမပိုင်ဘူးလားဒါကိုငါဟာငါဥစ္စာလို့ဆိုလို့ဒီယုံနာဓမ္မပဲချိန်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကမှန်ကန်သာသိရင်သူ့အတွက်မှန်တဲ့စရာလောဘဖြစ်စရာရောတောကငိုကြွေးစရာရောခန္ဓာမှန်ရင်ဖြစ်ပြီးတော့အခုရှိတဲ့ယုံနာဟာခဏနေရှိသလားအဲ့ဒီခင်ဗျားတို့ဘယ်ယုံနာအတွက်ငိုမှာလဲ
ကျင်တတ်သလားဟိုက86,000ဆိုတာဘဝတွေနဲ့ပြောလို့အခုဒီဘဝကိုခင်ဗျားတို့ရုပ်ပေါင်းဘယ်လောက်ပြက်ခဲ့ပြီရည်နိုင်သလားလက်ဖြစ်တော့အတွင်းမှာဂရေ9000ဟင်စိတ်ကဂရေ3သိန်းဘယ်နံအတွက်ငိုမှာတော့ငါသမီးလေးကစိတ်ကောင်းရှိလို့ဒီကလေးလေးမှဖြစ်ရတာလေအောင်မဲလာတာအဲ့စိတ်ကောင်းကဘယ်စိတ်ကောင်းအတွက်ငိုမှာတော့ရှင်းသလားဘယ်ရုပ်ဘယ်နံအတွက်ငိုကြမှာတော့ငိုစရာရှိသေးလားအားလုံးကဖြစ်ပြီးရင်အခုငိုစဲယုံနံလည်းဖြစ်ပြီးတော့ရှင်းတတ်သလားဒါပြင်အမှန်မသိလို့လွမ်းနေတာလွမ်းစရာရှင်းတတ်တယ်နော်လွမ်းစရာမရှိတဲ့အတူတူခန္ဓာနဲ့သာသနာဘယ်ဟာတန်ဖိုးထားမလဲအဆုံးမရတော့ဥပရိတို့ကတော့လေဥလေမတုံကြိုးစားပြီးတော့ယသိကြီးရဲ့အဆုံးမအတိုင်းအားထုတ်လိုက်တာတဲ့ဇံအပိန်ရှင်တွေရပြီးတော့စုတိပြီးတော့ပရိသေတွေဆိုပြီးတော့ဗြဟ္မပြည်ရောက်သွားဗြဟ္မပြည်မှာကျတော့ဒီအထီးအမဇတ်ရှုပ်ကမရှိတော့ရုံမာတဲ့အထီးအမရှိသေးလားမရှိတော့ဘူးဆိုတော့မှအမတန်အေးချမ်းစိတ်ငြိမ်ပြီးတော့ချမ်းသာတယ်ဆိုတာမသိကြဘူးလားအခုတော့ခင်ဗျားတို့ကဗြဟ္မာလဲခန္ဓာဘယ်နှပါးဟောဝိပဿနာကြည့်တော့ဗြဟ္မာလဲခန္ဓာဘယ်နှပါးဘာသစ္စာတော့ကဲဒါဖြင့်တို့နတ်ဖြစ်ခြင်းလားဗြဟ္မာဖြစ်ခြင်းလားလူချမ်းသာနတ်ချမ်းသာဘယ်သူအတွက်ငိုကြအောင်မလို့ဘယ်သူအတွက်လွမ်းမလဲဘာလေးကိုချစ်ကြအောင်မလို့ချစ်စရာရောရှိသလားမုန်းစရာရောတရားအလုံးကဖြစ်ပြီးရင်ကဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကိုက်ဒီကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်သံတရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့ဘလျော့မပေါ်ဆသောတတိတရားမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့သာသနာတော်နဲ့တွေ့ကြိုက်ကလေးမှာအစွမ်းကုန်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီညဒီမြနဲ့နာကြစို့